မြန်မာပြည်ကြီးငြိမ်းချမ်းနေတဲ့အချိန်မှာကျွန်တော်တို့အာရှရွင်မကကမ္ဘာမှာပါမြန်မာပြည်ဟာစတားလို့အဓိပ္ပာယ်ဆောင်တဲ့မြန်မာပြည်စတားဆိုတဲ့ကျယ်တပွင့်ထွန်းတောက်ခဲ့ပါပြီခင်ဗျာမှန်ပါဗျာအေးချမ်းစေဖို့ဤဆောင်ငါဘေးမတန်းစေဖို့ပြည်ပေါင်းတလွှာပြည်ပေါင်းတွေမှာမြစ်တာပွားလိုက်တာကချမ်းသာကြပါစေ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 မြန်မာပြည်ငြိမ်းချမ်းပါစေအန္တရာယ်ကင်းကြပါစေအန္တရာယ်ကင်းကြပါစေမြန်မာပြည်ငြိမ်းချမ်းပါစေမြန်မာပြည်ငြိမ်းချမ်းပါစေလို့မြစ်တာပွားပါရဲ့မြန်မာပြည်စတားငိမ့်ဖွဲ့တော်ဒါဟာမြန်မာပြည်ငြိမ်းချမ်းပါစေလို့ခေါင်းတော်တော်ပနာမနဲ့စာတသွားတာကိုချစ်စုလားကိုဆန်လင်းကိုယုံလေးရေကိုဆန်လင်းရေကိုချက်ကြီးခမကိုဆန်လင်းလားခမကိုဖိုးတဲ့ရေကိုဆန်လင်းအင်မတန်ကြက်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့စကိုင်းနဲ့ဒဂွန်ဆိုင်ငြိမ်းချမ်းရေးအငြိမ့်ပြိုင်ပွဲကြီးဗျာဟုတ်ပါဗျာဒီလိုမင်္ဂလာရှိတဲ့ပွဲကြီးမှာကျွန်တော်တို့မြန်မာပြည်စတားညီကိုများအဖွဲ့ပါဝင်ခွင့်ရအောင်စီစဉ်ပေးတဲ့ဥဇာကနာနဲ့တကွာဟုတ်ကဲ့ဂုံတည်ရှိလူကြီးမင်းအပေါင်းမှန်ပါကြည့်ရှုအားပေးနေတဲ့ချစ်တော်ပရိသတ်များဟုတ်ကဲ့စကိုင်းနဲ့ရဲ့ပရိသတ်များ
အကဲဖြတ်အမှတ်ပေးကြတဲ့ဒန်လူကြီးမင်းများကိုကျွန်တော်တို့မြန်မာပြည်စနာအဖွဲ့မှဂါရဝပြုလျက်ပါခင်ဗျာ ကံလို့ရှိပါဗျာကျွန်တော်တို့အမှုပညာဆိုတာလဲဂန်တွေနဲ့မော်ဒန်ကိုလျှော်ကန်အောင်ဖျော်ဖြေတင်ဆက်နေရပါတယ်ဗျာခေတ်အဆက်ဆက်ဘလောက်ပဲပြောင်းလဲမဟောင်းနှမ်းနဲ့တီရှိနေတာကိုရှုမြင်ကားဖြစ်ကျွန်တော်တို့မြန်မာအမှုပညာဆိုတာငြိမ်းချမ်းခြင်းတစ်မျိုးပါပဲကိုစံလေး ဟုတ်ကဲ့ကိုယုံလေးရေပြည်သူတွေမျှော်လင့်နေတဲ့ငြိမ်းချမ်းခြင်းကိုစိတ်လန်းခြင်းအသွင်ပြောင်း ဟုတ်ပြီ အနာဂတ်မှာအမြင်ကောင်းဖို့ရှုမြင်ကကြည့်ရင်ဖြင့်အဖြစ်မှန်ကအတ္တမာနအာဃာတများခွာချဖို့တောင်းဆိုနေတဲ့ပြည်သူများရဲ့စကားကြားရောင်မိပါသေးကိုချက်ကြီးရေ မှန်တယ်လေကိုစံလေးရေပြည်သူနဲ့အမှုပညာနဲ့ငြိမ်းချမ်းရေးဆိုတော့ပေါင်းပူစလားပဲလေဗျာကိန်းနေရလို့ချောင်းချလို့ဘယ်ဖြစ်ပါမလို့ဗျာခေတ်ဆက်ဆက်အားပေးလာခဲ့တဲ့ပြည်သူတွေအတွက်အပြစ်အခက်ရက်စဲရေးကိုဦးတည်နေတဲ့ငြိမ်းချမ်းရေးပွဲတော်ကြီးဆိုရင်မမှန်ပဲလားကိုဘောတဲ့ဟာ မှန်တာပေါ့ကိုချက်ကြီးဟာအနေကြတော့လဲမြေစာပမာဖြစ်နေတဲ့ပြည်သူတွေအတွက်ပရိပခနဲ့ငြိမ်းချမ်းရေးလဲလှယ်ဖို့အရေးကိုခမည်းတော်ကျုပ်တို့ကဂျားကန်နေရုပ်နေဖြင့်အလုံးလောက်ခွင့်ရတာကိုပဲဝမ်းသာကိုယူလို့မဆုံးပါဘူးကိုချစ်စုရေ ဂုံယူတာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်စလန်းညီကိုများကလည်းကိုတက်တဲ့အမှုပညာနဲ့တိုင်းပြည်အတွက်တစ်ပတ်တစ်လမ်းကနေပေးဆက်ရမယ်ဗျာဘာကြောင့်လဲဆိုတော့အမေမြန်မာပြည်ကမြန်မာပြည်စတားဆိုတဲ့ညီကိုတွေကိုမွေးထုတ်ပေးခဲ့တာကို မှန်ပါဗျာ ကျွန်တော်ကတော့အဲ့လုံခြုံမှုတွေအဓိကပေးတဲ့ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးလေးကိုရင်ထဲမှာထောင်ရသိမ့်ထားခြင်းနဲ့ဗျာ တန်ဖိုးရှိပါဗျာ မြန်မာပြည်ကြီးဒီထက်မကငြိမ်းချမ်းသွားစေရအောင်မြန်မာပြည်စတားညီကိုများကဒီလိုလေးဆုတောင်းလိုက်ခြင်းနဲ့ဗျာ မြစ်တာလို့ရသေး ကျွန်တော်တို့ဆုတောင်းပါသည်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 ရွှေကုန်းကုန်းနဲ့မန္တလေးတောင်စကိုင်းတောင်နဲ့ပုံပါတောင်ကြိုက်တရိုးကတောင်ထွတ်များဂျင်းဒီမထွက်ပါစေနဲ့ဗျာ စင်ရသားတွေပပျောက်စေစီမံကိန်းတွေဆွဲကြတယ်ကျူကျော်ရက်ွက်ကအိမ်တွေများခေါ်နဲ့မထိုးပါစေနဲ့ဗျာ စနာများလည်းပြကြတယ်လေမြေများကိုသိမ့်လို့ကွယ်တောင်သူလက်သမားဒုက္ခများနောက်တစ်ခါမသိမ့်ပါစေနဲ့ဖေဟာ ငါဆွဲအပ်တာကြောင့်မှားကြတယ်အပြစ်မဲ့ပြည်သူတွေထိခိုက်တယ်ပြည်တွင်းတွေကပရိပက္ခများမြန်မြန်ငြိမ်းပါစေတော့ဖယား အထက်လူကြီးများကျေးဇူးကွယ်1500တန်းဖုန်းနေမဲနိုင်တယ်ရက်ကွက်အုပ်ချုပ်ရေးမှုများခဏခဏမပေါက်ပါစေနဲ့ဖျား ကျွန်တော်တို့ဆုတောင်းပါသည်ကျွန်တော်တို့ဆုတောင်းပါသည်ကျွန်တော်တို့ဆုတောင်းပါသည် ကဲလေ အော်တိုင်းတော့ကွာဖြစ်တာလေ တော့ကွာ ကွာမင်းငါတို့ကြီးပဲပြောလို့ပြီးတော့မင်းသမီးလေးထုတ်အောင်မယ်လေကွာ ဟုတ်ပါဗျာ မင်းသမီးလေးထုတ်ဖို့ငါမင်းတို့အလှန်တရားလေးပေးလိုက်တာ ဟုတ်ပါ ကြီးစားမရှိတဲ့ရင်ဝင်တွေကအတီမန်သောသင်ပြင်းများနဲ့ရှုမြင်ကအနုပညာနဲ့ပေးဆက် မနေမပြတ်အောင်ထက်ခါတွေးငြိမ်းချမ်းရေးပန်းနိုင်ကိုလန့်လို့ကိုက်ပန်းတည်းမွေးအောင်လန့်ခိဆောင် စာလောင်မှုကိုဖဲမှာနာကျင်မှုကိုယူရကိုချင်းစာတရားရှိမှထား ဒုက္ခတဲ့များအားကဲတင်ပေးမဲ့ငြိမ်းချမ်းရေးရင်ဝင်ဟာစိမ့်လန်းလို့ကြည်လင်လာခဲ့ပါပြီဗျာ မှန်တယ်ဗျာ အမိမြန်မာပြည်ကိုစောင့်ရှောက်ဖို့မြန်မာပြည်စတားအဖွဲ့စ조사ဟုတ်ကဲ့ ငြိမ်းချမ်းရေးဆိုတဲ့စကားလဲကြားရပါပြီဗျာ မှန်ရဲ့ဗျာ ဒါကြောင့်မြန်မာအမှုပညာကိုကဘာတီအောင်ထားမဲ့မြန်မာပြည်စတားရဲ့သမီးပြိုမေတော်ချင်းခလေးနမတေးစာဖို့အရေးရွာသားကျော်ရွှေတစိမ့်စုများရှင်ရန်ကုန်ဒူဝန်ဖဲ့မလို့ပေးဗျာ မြန်မာပြည်စတာ 世纪无畏，谁是兄弟
နေပေါင်းစုအားသားရကြတို့မောင်မများဒီတောင်ချစ်တဲ့တို့ဒီတောင်ကွာရိုးရိုးတောင်းတောင်းချူစားလို့လားအောင်မောင်ကြီးနဲ့တို့မြမပီစတာလို့ကောင်းတဲ့ချက်မဝဲဝဲကြွားကြွားမြမပီစတာရှိချင်လို့ဝဲစိတ်ရှိရှုနေပေါင်းစုအောင်လာတဲ့ချာတို့မောင်မများဒီတော့ချစ်တဲ့တို့နာဝါရိုးရိုးသားသားစားလို့လားအောင်မောင်ကြည့်တဲ့တို့မြမပီစတာကျုံမြမပြေပါကဘာလေမတေရေဝါဝါစတာဟာပါအပွင့်ကြီးပင်နေရဖို့ရှိနေတာညှောလိုက်ကြပါရိုးရိုးသားသားကျူစားလို့ကအောင်မောင်ကြည့်လေတို့မြမပီစတာဝါဟာ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 ရှင်မျိုးလို့လာပြောရွှေရမှာမြမပီစတာအင်တာနက်နဲ့ခင်းရှင်ကွာနောက်ကြအောင်ဝင်ကထားမြမပီစတာဝါဟာ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 ရှင်မျိုးလို့လာပြောရွှေရမှာမြမပီစတာအင်တာနက်နဲ့ခင်းရှင်ကွာနောက်ကြအောင်ဝင်ကထားမြမပီစတာရှိဝေးတောင်းတောင်းစီအနာနေကောင်းငင်မြစ်ကမြမပီစတာမြမပီစတာမြမပီစတာဒီညမှာပြောပြကြမယ်ပြိတ္တတွေလက်ကုပ်တီးကြရည်ရလို့ဦးတော်တက်မယ်မြမပီစတာရဲ့စကားစိတ်ညစ်မဲ့အရာတွေဝေးกว่าမောကတွေအားလုံးပျောက်သွားရည်ရလို့ပြီးတော့ထွက်မယ်မြမပီစတာရဲ့အစွမ်းဒီလူများဆွဲွယ်ဟေးရှိကြများပြောမယ်ပြောပါပါကြည့်လိုက်ကြတော့မြမပီစတာဟာတာဟာတာဟာတာဒီလူများဆွဲွယ်ရှိကြများပြောမယ်ပြောပါပါကြည့်လိုက်ကြတော့မြမပီစတာဟာတာရှင်မေဟာရန်ကိုနာချင်ချက်ကြီးကိုအမားလေးခိုက်တယ်တော်မလေးတွေချစ်တာဖို့တဲ့တန်နေကိုစော်တဲ့ဝိုင်းရှင်မေဟာကိုနာချင်ချက်ကြီးကိုခါဖို့ခိုက်တယ်တော်မလေးတွေချစ်တာဖို့တဲ့တန်နေကိုစော်တဲ့ဝိုင်းမြမပီစတာငါကြမ်းနေတယ်လေငါကြမ်းနေတယ်လေမြမပီစတာဒီလူများဆွဲ
ပြောမယ်ပြောပါပါကြည်တဲ့ကြောက်သူမြန်မာပြည်စတာဟာတာဒီလူများဆွဲဆွဲကြီးစရာများပြောမယ်ပြောပါပါကြည်တဲ့ကြောက်သူမြန်မာပြည်စတာဟာတာရှုံးနေအရန်ကိုလာတဲ့ချက်ကြီးကိုအမားလေးခိုက်တဲ့ကမလေးတွေချစ်တာဖို့တဲ့ဆန်လင်းကိုစော်တဲ့ဝိုင်းရှုံးနေအရန်ကိုလာတဲ့ချက်ကြီးကိုအမားလေးခိုက်တဲ့ကမလေးကိုချစ်တာဖို့တဲ့ချစ်စုကနဂရာကြီးမင်းတို့ငါတော့ချမ်းတာတော့ကွာမင်းတို့ အဲ့ဒီလိုကားတာအတော်ပဲအခုကျင်းပတဲ့ပွဲကဘာပွဲတော့ ငိမ့်ညံရေးပွဲတော်ကြီး ငိမ့်ငိမ့်ပွဲတော်ကြီးပြည်သူတွေအတွက်ငိမ့်ငိမ့်ရသွားပြီ ဟုတ်တယ် အဲ့ဒီအတွက်ဥဇာကနာရှေ့စေတနာထားပြီးတော့တီးလုံးတစ်ခုဖန်ဆင်းထားတယ် ဥဇာကနာတီလုံးတစ်ခုဖန်ဆင်းတာ အဲ့ဒီတီးလုံးကိုကြားရင်ပြည်သူတွေရှင်ထဲမှာငိမ့်ချမ်းသွားအောင် ဟာ အဲ့ဒီတီးလုံးကိုတဲ့ထတ်တူထက်မြကားတင်တဲ့လူကိုတဲ့21ရက်နေ့မှာကဘာနိုင်ငံလုံးကိုငိမ့်ငိမ့်ရေးနေ့မှာဖျော်ဖြေခိုင်းမှာ ဟာနိုင်ငံသားတွေတော့ဖျော်ပြရမှာ ဖျော်ဖြေခိုင်းမှာ အဲ့ဒီကောက်ကနိုင် ဟုတ်တယ် အဲ့ဒါဆိုဘယ်သူရင်ကမှာလဲငါရင်ကပဲ နှစ်ယောက်တွေကနှစ်ယောက်တွေက ဟမ်နှစ်ယောက်တွေက တတို့ကမယ် ဟုတ်ပြီမင်းတို့လည်းအောင်ငယ်တယ်မင်းတို့နှစ်ယောက်တွဲလိုက် ကျွန်တော်ပြောလိုက်ကမယ်ဟုတ်ပြီငါယုံလေးနဲ့တွဲမယ် ဟုတ်ပြီအဲ့တော့သူအောင်ကနိုင်နိုင်ငံသွားမှာနော် တူအောင်ကပေးတော့နဲ့ပြောမှာနော်သားတို့တကယ်လို့ကားတာတူတယ်ဆိုရင်မမတို့သားတို့လည်းကိုပြရမယ်လားပဲ ငိမ့်ငိမ့်ရေးတီးလုံး ဟုတ်တယ် စမယ်ဆရာကိုပိုထဲတစ်ခါလောက်ဖွင့်လိုက်ပါဟဲ့ဘယ်တော့များသဘောကျလို့တွဲဆိုလက်ကိုလေးပြီးအားပေးရပါလေ 如果你要爱我，你就亲亲我，如果你要爱我，就请快乐点快乐着我，当着我的面对我说你爱我，ဘောကြရင်လက်ကိုလေးရမယ်နော် Message. Every day I'm shuffling. Hey, 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 hey. ငိမ့်ငိမ့်ရေးတီးလုံးမှာဥဇာကနာဆက်ထားတော့ပါ Okay သွားတော့မယ်နိုင်ငံကြောင်းမချင်တော့မှခံနေ ငိမ့်ငိမ့်ရေးတီးလုံးပါဖြစ်ပြန်ပြီပေကုန်ပြီကဲသွားပြီမင်းတို့ ချက်ကြီး အားလုံး ဥဇာကနာပြောလိုက်ပါ ပြောလိုက်ပါ စင်ကူမလုပ်ပါနဲ့တာကေတာလို့ဆိုရတယ်လို့ ရတယ် ချက်ကြီးဦးသာကနာကိုတရားပြောလိုက်နော်ဒိုးနှစ်ယောက်ကနိုင်တကယ်ပို့ပေးရမလား ပို့ပြပါနိုင်ငံ တကယ်ပါလို့ပို့ပေးရ ဟုတ်တယ်ငိမ့်ငိမ့်ပြောပြလို့ โอเคစလိုက်က ဲဆန်လင်းနဲ့ရုံလေးကမှဆရာကိုပိုထဲထားလိုက်ပါလာပြီနိုင်ငံသားကိုသွားမယ်ဆန်လင်းနဲ့ရုံလေးဒေသကြီးဆန်လင်းရဲ့သားဦးစံမိုးရဲ့သား 如果你要爱我，你就亲亲我，如果你要爱我，就请快乐点快乐着我，当着我的面对我说你爱我， ဘယ်လိုတွေလဲကွယ်ဘယ်လိုတွေလဲကွယ် Message. ငိမ့်ငိမ့်တီးလုံးလေ Every day I'm shuffling. Hey ဟုတ်တာဟောသွားပြန်ပြီကောအစင်ကိုအမေလူလိုက်ကြောင်းသားဒီလို
ပြောင်းသွားပြီတီလုံးပြောင်းသွားပြီကြောက်ကုန်ဝင်ကြောက်ပါပြီတိုက်တန်းနဲ့လီယိုနာဒိုနဲ့ပိုလီယိုနဲ့ဥဇာကနာတနာလို့တဲ့၄ယောက်လုံးနိုင်ငံခြားပို့လိုက်ပါပြီမရအောင်ဗျာလုံးမစီစဉ်နောက်ထပ်ဆက်ပြီးကမယ်မတော်ပါနဲ့မတော်တော့ပါဘူးခမရကပါခမရဥဇာကနာနဲ့ပုံပြီးတရားကိုလုပ်တယ်ခမရကလိုက်ပါဥဇာကနာဆက်ထားတဲ့ဒီလုံးခမရပြန်ကချက်ကြီးပြန်ကလိုက်ပါပေးတဲ့နဲ့ညှိလိုက်မယ်မညှိပါနဲ့ဖြစ်မနေကဆိုကပေးမယ်မတူရင်မင်းကိုအင်္ဂလန်ပို့ပြင်မယ်လို့ပေးတဲ့များကျွန်တော်ချက်ကြီးတူအောင်ကပါမယ်တူမလက်ကုပ်တီးပါတူမလက်ကုပ်တီးပါဟုတ်ပြီတူမတီးကဲဘောတဲ့ခါလောက်ဟဲ့如果你要爱我，你就亲亲我，如果你要爱我，就请快乐电话来找我，当着我的面对我说你爱我，Message. Every day I'm shuffling.ဘာတီးလုံးလဲအောင်မေးတာဥပဇာကနာဆက်ထားတာစင်မော်တက်ပြီးမင်းရှူရှူပေါက်တာဟလားတော်ပြီငါတို့ကြီးပဲမပြီးသေးဘူးဟုတ်ကဲ့ဗျာနောက်ကဆောဆောမင်းသမီးကြောင့်မင်းတော်ချစ်ဆိုတာကလည်းလင်းကြပြီဗျာဖီရဝါစာဆိုတဲ့ချစ်ပွဲဆိုတာကလည်းငကိုစက်တာကိုကြံသေးတယ်ဗျာဟုတ်ပါဗျာကဲကိုချက်ကြီးအားကိုမယ်ဗျာမြန်မာပြည်စတာဖွဲ့ရဲ့တဘာဝမေးမြန်မာပြည်စတာဖွဲ့ရဲ့ပဒါနာမေးမြန်မာပြည်စတာရဲ့ပမာဏမေးမြန်မာပြည်စတာရဲ့တာတကမေးမြန်မာပြည်စတာရဲ့မဟာလတွေစီချေထားတဲ့ရွှေတော်စစ်ပါတဲ့မေတော်စီရတုမင်္ဂလာတော့ပြပါရချမ်းမြဆန်းလာပေါ်
လူပညာရှုကြည့်စရာတပင်းစီမြမဤတရှာသာဝီမာဤမင်္ဂလာတေဘေးဘဝီကွာဝေဝါစီရှာကိုစံလီတအားမိုက်တယ်ဗရံပြားမကိုက်မှုစတားအကြိုက်ပါပဲဗျာ စကားနိုင်ရင်တော့ပါရိုက်မှာနော် ဒီဘက်ကကိုယုံလေးလားရှင် နှလုံးသားတကားဝမှာနားဆွင့်လက်ပါညီမလေးရ နားမဆွရင်လည်းပါရိုက်မှာပါပဲဗျာ ရိုက်ပြန်ပြီကွာ ကိုချစ်ကြီး နေရမလွယ်တနေရတယ်ကွာကလေး နေရာလွဲလည်းပါရိုက်မှာပါပဲကွာ ကိုဖိုးသေးလေးလားရှင် မမီအောင်ရက်ကြီးနေကြောင်းပါခင်ဗျာ ထိုင်ကြည့်ကြည့်ပါလားပါရိုက်မှာပေါ့ကွာ ကိုချစ်စု ဒါပဲလေ ပါရိုက်မှာပေါ့ ဘာလဲပြောတယ်ဘယ်ကပြောငါ့ပဲမဟဲ့လူပဲငါ့ဘာကောင်ပဲမလို့ပါကို တော့ပါပဲကွာငင်းငင်းရေးပွဲတော့မစင်မတက်ပြီးမူးနေပါလေလောက်ပါလုံချုံရေးပွဲပေးလုံချုံရေးလုံချုံရေး ဘယ်ကောလဲကွာအမင်းလား ဒုက္ခပဲကွာ ငါရင်နေတော့လို့ရတယ်မြို့တပိုင်းများတိုက်ထားရတယ်ကွာ လုံချုံရေးဘာ ဘာလို့စောက်ပြဿနာရှာနေတာ ဒုက္ခပါပဲကွာကဲမိအချမ်းမိတဲ့တက်ပွဲအရာမိတဲ့တက်ပွဲလာပါအောင်ဗျာဒီမှာ ဟေးဘယ်အမူးရလဲဝါငါဆောရတော့တာဘတ် ဘာလို့ဟောကွာစိတ်မှုရေစိတ်မှုလာပါအောင်ဗျာစိတ်မှု မင်းတို့ရေကိုရမူးရတာမင်းတို့ရေကွာမမူးရဘူးလေကွာ မရတော့ပွဲမနိုင်တော့ရအောင်အုတ်ချွေးမှုကခေါ်လိုက်တော့ကွာ ဟိုချိုရေးမှုညနေဆောင်နေအပြေ ကိုကြီးတို့ရေ ငါရေ ရန်ကုန်ရန်ကြီးတုံနေခြင်းနေပြိပခအာကာရများကြမှာသမီးတို့ရဲ့ဂေါရမမြတ်စွာဘုရားဟောကြားထားတယ် မှန်ပါ မေတ္တာဂုဏမုရိတာဥပိ္ပခဆိုတဲ့ဗြဟ္မစိုးတရား၄ပါးကိုလက်ကင်ထားကြမယ်ဆိုရင်သမီးတို့ရဲ့ကဘာကြီးဟာချောင်းရငိမ့်ချမ်းသွားမှာအမှန်မှာပဲရှိ ပါလေသမီးရေ โอเค မလေး သမီးရဲ့သိစရာမြင်စရာကြားစရာများနေတယ်ကွာ โอเค အကဲဖြတ်အမှတ်ပေးကြတော့ဒိုင်လူကြီးမင်းများဟုတ်ကဲ့သမီးတို့မြမပြည်စတာညိတ်ဖွဲ့ကိုခုလိုလာရောက်ကပြဖြောပြခွင့်ရအောင်ဒီညိတ်ချမ်းရေးပွဲတော့စကိုင်းနဲ့တခေါ်ဆိုင်ညိတ်တိုင်ပွဲတနည်းအားဖြင့်တောက်ွယ်လူဆဲဆဲဖြစ်နေတယ်သမီးတို့ရေမြမအညိတ်တပင်စစ်စစ်ကိုအသိတဖန်ပြန်လဲဖော်ထုတ်စီစဉ်ပြီးတယ်တာဝန်ရှိပုဂ္ဂိုလ်များကို ဟုတ်ကဲ့ ကျေးဇူးတင်လို့မဆုံးပါဘူးရှင် ကောင်းလိုက်တာဗျာတမိုးရှိပါ ဟုတ်ကဲ့သမီးတို့ရေမြမပြည်စတာညိတ်ဖွဲ့ကိုကြည့်ရှုအားပေးကြကုန်သောချစ်ပရိသတ်များကိုလည်းကျေးဇူးများတင်ပါတယ်ရှင် တင်ပါတယ်ခင်ဗျာ သမီးတို့ရေမြမပြည်စတာညိတ်ဖွဲ့ကိုပတ်ပိုးတီးခတ်ပြီးတယ်သမီးတို့ရဲ့ပင်နိုင်ကီးဘုတ် ဂီတာမှုဘိုးထေး ဂီတာမူကြီးဘိုးထင်းနဲ့သမီးတို့ရဲ့တိုင်းဆရာကြီး ဟာစား ရန်ကုန်ဒူဝဆိုင်းတော်မင်္ဂလာကိုလည်းကျေးဇူးတင်လို့မဆုံးပါဘူးရှင် ကျေးဇူးတင်ပါတယ်ခင်ဗျာ သမီးရဲ့ဆရာဖြစ်တဲ့ဆိုင်းဆရာကြီးတားဖို့တက်က တာဘိုတင်ဟုတ်ကဲ့ ဟုတ်ကဲ့မနေစီဆိုတာလေးကိုဒီလူလေးရေးဆက်ပေးခဲ့ပါတယ်ရှင် ကြားပြစေဗျာဟေးမနှင်းစီရုပ်ရည်ချောပါပြီဗျာ ရှင်နေစီချင်တော်လေးနဲ့ကာယမပါရီလေရိုင်းတော့ကြောက်လို့ဒီတော့ချေကာယမပါရီ ဟေးဟေးရန်ကုန်လူဝင်နဲ့မင်းတော်ချစ်ဟေးဟေးမဝါဟေးဟေးမနှင်းစီရုပ်ရည်ချောပါလေဗျာ ရှင်နေစီချင်တော်လေးနဲ့ကာယမပါရီလေရိုင်းတော့ကြောက်လို့ရှိမိတော့ချလေးကာယမပါရီ ပပရီစီဖိုးလာပြင်းနဲ့မင်းတော်ချစ်အလာမအငိုင်းဟိုက်
သူလိုက်တယ်မလဲအခုကဆက်လက်ပြီးဖျော်ဖြေတင်ဆက်မဲ့စီစဉ်ရတော့ငိမ့်ချမ်းရေးပွဲတော်မှာငိမ့်ချမ်းချင်းတချင်းများနဲ့ဒူးငိမ့်ချမ်းစွာနဲ့ဆူတောင်းပေးမဲ့အစီအစဉ်တစ်ခုကိုတင်ဆက်ချင်ပါလေအဲဒီကိစ္စကတော့ကျွန်တော်တို့တမန်လုပ်လိုက်ရတဲ့ကိစ္စမဟုတ်ပါဘူးတော်ကိုပညာတတ်တဲ့အစီအစဉ်မှရမှာပါအဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာထူးဆန်းတဲ့ပြောက်ကတတ်ပါမယ်ငိမ့်ချမ်းရေးပွဲအတွက်ပါကဘာကျော်ဒေးဗစ်ကော်ဘာဖီနာမည်ဒါတွင်းနဲ့စပါတယ်အဲ့လိုမှပေါ်လာတာကတော့ဒိုင်နမိုဒါတွင်းနဲ့စပါတယ်ကျွန်တော်ချက်ကြီးဒါတွင်းနဲ့စပါတယ်ဒေါက်တာချက်ကြီး online ပေါ်မှာအလံလေးများတော့ကျွန်တော် website ပါအဲ့တော့ဒီနေ့ညကျွန်တော်တင်ဆက်မဲ့အစီအစဉ်ကိုဆက်ဖြေတင်ဆက်ပါမယ်ကဲငိမ့်ငိမ့်ပွဲအတွက်စူတောင်းပေးမဲ့အစီအစဉ်စပြီဟိုင်းငိမ့်ငိမ့်ပွဲအတွက်โอเคပါဒါပြီငိမ့်ငိမ့်သွားနဲ့စူတောင်းပေးကြမယ်ဟေးဟေးဟေးအားလုံးပဲငိမ့်ငိမ့်စေဖို့ဟိုဘက်ကတော့ငိမ့်ငိမ့်ပုံနဲ့တချင်းကိုစိုးကိုင်းနဲ့တေသွားတဲ့မင်းသားကြီးအလာဘကအောင်တယ်မှာဒီဘက်ကတော့ငိမ့်ငိမ့်တချင်းငိမ့်ငိမ့်တချင်းစူတောင်းပေးမဲ့ဆိုတော့ဒိုးလုံးမိုက်ကယ်ဂျက်ဆင်ကမ္ဘာငိမ့်ငိမ့်ပုံကိုကြီးပါအဆိုတော့မင်းအောင်ငိမ့်ငိမ့်ဆိုတချင်းဆိုပြပါမယ်အဲ့တော့ကျွန်တော်ဆက်လက်ပြီးတော့မင်းအောင်အသက်သွင်းချင်ပါလေမင်းအောင်ကြောက်အိုးအိုးဒီငိမ့်ကိုမဖျော်ပြပေးပါအော်သူတို့တွေတိတ်ပြောနေကြပါလားဘာဖြစ်လာလဲဗျာကြောက်လာကြတဲ့ကာယတုကစိတ်ဓာတ်တုကလက်ပြနဝနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းပေးပါရဗျာအော်ဟိုဘက်ကအမကြီးကလည်းပူဇော်နေတဲ့လူတော်ငွေ900ကျပ်ကိုအဖူဆုံးဝေးပါလာတာလေငိမ့်ညရေးပွဲမှာဆုတောင်းပေးဖို့လေကျွန်တော်ကုသိုလ်ကောင်းမှုတွေလုပ်ပါရဗျာဟုတ်ပြီငိမ့်ညပွဲမှာကဲဆူတောင်းပေးတဲ့တချင်းလေးနဲ့အေးချမ်းချမ်းဆိုပေးဖို့ပေးသက်ကတောင်းဆိုနေတယ်ကျွန်တော်တမလုံးမှာစီစဉ်နေအများကြီးလုပ်ထားပါပြီဗျာတမလုံးမှာပါလေစီစဉ်ထားတော့ကျွန်တော်ဟိုနာမတန်းညောဘာဖြစ်တာလဲဗျာအဲ့ဒီတမလုံးမှာကျွန်တော်အလွမ်းပြေစီးရီးတစ်ခွေလုပ်ဖို့စီစဉ်ထားပါတယ်ဗျာဘယ်သူတွေပါမလို့အဲ့ဒါကျွန်တော်မင်းအောင်ရေကိုအနိုင်ရေကိုအောင်သူရေကိုလွမ်းမိုးရေတကူတကစင်ကာပူကလာရောက်ဖျော်ဖြေပြီးတဲ့ကိုခမောင်တိုးရေအပပါကျွန်တော်အဲ့ဒီလူတွေစီစဉ်ထားပါတယ်အော်ဒီကကျွန်တော်တို့ဖျော်ဖြေနေတဲ့လူရှင်တော်တွေဘယ်သူပါအောင်လဲပြောစီခြင်းနဲ့အလို့ငါလူရှင်တော်တွေကျွန်တော်ငှားပြီးပါပြီဟုတ်ကဲ့လူရှင်တော်အကယ်ဒမီဦးမော်ဟာဦးမော်ပါတယ်ဦးစိုးနီပါတယ်ဦးရှယ်တို့ဦးရွှေပြားဟုတ်ကဲ့ဦးပေါ်လေးမသိသေးဘူးလေသူလည်းသိမကြတော့ပါဘူးဗျာမင်းမြင်အော်သူကဘိုးချင်းရှိမှာကပြီးတော့ငါ့ကိုဆဲနေတော့မှာပဲကွာဟုတ်ပြီပြိတ္တကငိမ့်ငိမ့်ဖြစ်တဲ့ငိမ့်ငိမ့်ပွဲလုံးမှာငိမ့်ငိမ့်ဆိုတဲ့ချင်းဆိုပြလောက်နားထောင်နေချင်တာကျွန်တော်ချင်းနောနာမည်ကြီးကလေးအော်ဝတ်ဖင်ကြလားဗျာဘာစကြီးအယုံစရာနာမည်ကြီးကလေးခွန်6 3ညဆိုတဲ့တချင်းလေးကိုဆိုပြကိုမင်းအောင်နာမည်ကြီးကတဲ့တချင်းကရုံဝေလေးဘယ်လိုဖြစ်လို့ခွန်6 3ညဖြစ်လာလို့ရုံဝေတချင်းလေးမသိပါဘူးဗျာအဲ့ဒါကြောင့်ကျွန်တော်ဒီနေ့မပေါက်တာပါဗျာတချင်းလည်းပဲပေါ့မလို့အဲ့တော့ရဝေဆိုတဲ့တချင်းလေးကိုဆိုပြစီလားခင်ဗျာโอเคစပြီโอเคညီနဲ့ကျွန်တော်ဘယ်လိုရုံကျင်းပါမယ်စပြီye we oh yeah so much love u don't get don't ya ye ni la oh ni ma oh we say we မဆိုးရကြတော့မင်းလေးဝါလာလားဥပါရီဗျာအဲ့ဒီခတ်တဲ့တချင်းတွေမဆိုးနဲ့ကိုယ်ပိုင်တချင်းတွေအများကြီးပဲကျွန်တော်နာမည်ကြီးခဲ့တယ်ဆလဝင်းအိုးကြီးဆိုတဲ့ချင်းလေးဆလဝင်းအိုးလေးကျွန်တော်အိမ်ရမိသားစုများတယ်ဗျာဆလဝင်းအိုးလေးဆိုတဲ့ချင်းလေးကိုစုပ်ပြကြည့်လားခင်ဗျာစုပ်ပြပြောပါလို့ပြောဆလဝင်းအိုးဒီမိမိကျင်းစားရုံကကျွန်တော်မမွေးသေးပါဘူးဗျာမွေးသေးမနဲ့ဘာဖြစ်လို့ဆိုတော့မွေးတဲ့ချင်းကိုဆိုပါလားဖြည်းဖြည်းလို့ပါဗျာနားရဗျာဒီခင်ဗျာစိတ်ဆိုးကြီးနွားကြီးလိုပဲဗျာအဲ့တော့ကျွန်တော်ဒီတခါကိုမင်းအောင်နာမည်ကြီးခဲ့တဲ့အသက်မရှိတော့မှဆက်ရည်ချင်းစုမဲဆိုတဲ့ချင်းလေးတွေဖြော့ပြစီလားခင်ဗျာစိတ်ဆင်းရဲဖို့ကောင်းလိုက်တာဟုတ်ပြီပြီးတော့အဲ့တချင်းကိုဆိုမှလားအဲ့တချင်းလေးမှာကျွန်တော်ရဲ့စကားပြောလေးတွေပါပါတယ်ခင်ဗျာကြားကျင်တယ်ဗျာကြားကျင်တယ်
ကျွန်တော်နဲ့ဆက်သွယ်နိုင်တဲ့အမှတ်319ဘူဂျလန်ပြင်းယုံနေရမင်းသားလေးတည်တံတွေကိုပေးဖို့ကြတဲ့ဝေဖန်စာအကြံပေးသားများအနက်ကကိုမြောင်ခမကြီးကနာမည်ကြီးချင်းလို့ချင်းဆိုတာလား စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ ဒါမှမဟုတ်ငွေကိုမတ်လို့ချင်းဆိုတာလားအဲ့ဒီအမေလေးကိုအသက်မရှိတော့မှစိတ်ရချင်းဆိုမယ်ဆိုတဲ့ချင်းလေးနဲ့ပျော်ပြကြည့်လားခင်ဗျာတတိသေးမပေါက်ရ ဒီမှာဖွေးပြင်းနဲ့ခံစားနေတယ်လေဗျာခင်ဗျပေးမပေါ့ရကိစ္စကိုလာပြောနေတယ် အော်ဘာဖြစ်လို့မင်းရောပါရတာလဲကွာမင်းတို့ငါတင်ញကိုခေါ်တော့မလားကွာအော်ကျွန်တော်ရဲ့ဒီဖုန်းလေးကိုတကယ်လို့ကျွန်တော်ကိုအမှတ်ပေးခြင်းနဲ့ဆိုရင်အဆမ်အပ်တွေပို့လို့ရပါတယ်ကျွန်တော်တကယ်လို့ဖြောပြတာကိုကြည့်ခြင်းနဲ့ဆိုရင်နံပါတ်1လေးကိုနှိပ်လိုက်ပါလို့ပြောပြကြည့်လားခင်ဗျာ ဟုတ်ပြီပြန်တောင်းဆိုခြင်းနံပါတ်1လေးကိုနှိပ်လိုက်ဒါပဲလား ဟုတ်ပါတယ်ဗျာ တခြားဖိုင်နယ်လေးကိုဝင်လို့ရှင် โอเคပါဗျာတခြားဖရီတွေကိုမဝင်ပါနဲ့တော့ဗျာ ဘာဖြစ်လို့လဲ ကျွန်တော်ပောက်ကရကားလေးထည့်ထားတယ်ဗျာ မဝင်တော့ဘူးဒါပြီငိမ့်မင်းအောင်ပြန်ပြီးတော့ငိမ့်ငိမ့်ဘက်မှာဆိုသေးခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်1ကိုနှိပ်လိုက်ပါတဲ့ဒါကြောင့်ကျွန်တော်ငိမ့်ငိမ့်ဘက်တော့မှာဆူတောင်းပေးမယ်ဆိုတော့အကနီးပညာရှင်မိုက်ကယ်ဂျက်ဆင်ကိုဖိတ်ချင်ပါတယ်မိုက်ကယ်ဂျက်ဆင်ယောမိုက်ကြည့်ရတော့ဒါပဲလာအောင်မဒါပဲလာအောင်မအဆောက်ကြပြီကွာပတ်စက်ကုန်းလို့ထုံးနဲ့ပြည့်နေပြီရပြီရက်တော့နောက်ကလူကမရက်ဘူး ကဲနောက်ကစီအာတီးမဘုံတဲ့ yes ရောက်ပါပြီ ဘာမှဖြစ်မင်းခလာဖာ အိုဘားမား ရန်ကုန်တက္ကသိုလ်ကြီးကိုကျွန်တော်ကူညီပါဟာ ဟာ မိုက်ကယ်ဂျက်ဆင်ပါမနှောက်ပါနဲ့လူကလေး ဟုတ်ကဲ့မနာပါဟိုမက်ကယ်ဂျက်ဆင်ဒီပိတ်သက်တည်းမက်ကယ်ဂျက်ဆင်ရဲ့တချင်းတွေကိုတောင်းကြနေတာ ဟုတ်တယ်ကျွန်တော်ရဲ့ချင်းကိုအမဖီးယားခိုးကူးသမားတွေခိုးကူးတဲ့ ဟာဘယ်တချင်းကိုခုတ်ခုတာလဲဗျာ Listen to the mother father on the way I don't know shadow and let's talk about I put the Louis get the duty and just take I love you with mother man တချင်းရဲ့တိတ်ပဲလေဟာ ကျောင်းနားမလဲဘူးလူကလေးအာ နားမလဲ အဲ့တဲ့ကိုရိုက်တယ်မင်းစီကိုငါလာမရင်နေတော့ဘူး ဒုက္ခပါပဲမရိုက်တော့ဘူးတိတ်ပိတ်သက်ကိုဘာမှမှားကြခြင်းလဲမက်ကယ်ဂျက်ဆင်နဲ့ပတ်သက်လို့ငင်းပွဲတော်ကြီးမှာ ဒန်ဆာကားတဲ့မင်းမင်းထွန်းကိုပြောပေးပါ ဘာပြောပေးရမလဲ မော်တော်ဘီကဝစ်ဆောင်ဝပြီးလမ်းလယ်မှာမိုက်ကယ်ဂျက်ဆင်မကားပါနဲ့ ဟုတ်ကဲ့ ရဲနဲ့စကားများတတ်တယ် ဟုတ်ကဲ့ပါ ကျုပ်တို့နဲ့ရဲနဲ့စကားမပြောစေချင်ဘူး ဟုတ်ကဲ့ပါပိတ်သက်ကမက်ကယ်ဂျက်ဆင်ကိုလေငင်းပွဲတော်မှာအကာလေးတွေကစေချင်တာ โอเคကျွန်တော်ရဲ့ငြိမ်းချမ်းရေးအကနဲ့ထွက်ပြမယ် ဟုတ်ကဲ့ပါအရှောက်ပြပြီကွာလမ်းမပြီးတော့ရှောက်နေတာဟောသူတက်တာပါသေးတာဟုတ်ကတိပဲပြောင်းမြန်ကြီးဖွင့်ပြီညက်ပြီလက်ညက်ပြီမလေးအင်းကြီးသူထွိမ့်မကအင်းကြီးငင်းငင်းခွဲတော့မှအလွတ်မစိုးဘူးဟိုစတော့မကတဲ့ခင်ဗျာအင်ကြီးဝင်နေတာလားအမြန်လမ်းမှာကားတိုက်နေတာလား လေစာပို့တိုက်တံမှာလူကလေး လေစာပို့တိုက်တယ်အကြံသေးလေမကတဲ့စီဖွင့်ပြန်ပြီညက်ပြန်ပြီဟာဒုက္ခပဲတညာလုံးညက်နေတာပဲလက်အိတ်ဝတ်ပြီသူထွိမ့်မကပါလက်အိတ်ဝတ်တဲ့တန်ဘယ်လိုကြီးလို့ငါခွေးအောင်တန်နေထွက်နေတယ်နော် ခွေးသေးနဲ့လှုပ်ထားတာပါလူကလေး ဟုတ်ပြီအကောက်ကိုကြည့်နေတယ်ရိုက်တော့ဟေးရင်းဘောတော့မကတဲ့လာကပြီတတနေငါ့ကိုတက်နေတော့မှာအဲ့တော့ဟိုးရပြီကျေးဇူးတင်တယ်ငင်းငင်းဘုံမှာလာကြတော့ကျေးဇူးတင်ပါတယ် ကျုပ်ကိုဆက်သွယ်ခြင်းဒီဖုန်းနံပါတ်ကိုဆက်လိုက်ပါ နံပါတ်ဘယ်လောက်တုံး နံပါတ်2ပါ โอเค ကျုပ်လာထွက်ပြမယ် ငင်းဒါတော့ငင်းငင်းဘောတော့ဒီမှာငင်းငင်းဆူတောင်းပေးမယ်အစောတော့ဒေါ်လောက်ရော
တဲ့နံပြားကိုကျွန်တော်ကြိုက်တဲ့နံပြားကိုဒီခွေးကြီးဝင်စားတယ် မင်းမင်းလည်းခွေးရမှာလား ကျွန်တော်ဒိုးလုံးပါဗျာ ဟာဒိုးလုံး ကျွန်တော်ဒိုးလုံးပါ ဟာဒိုးလုံး ကျွန်တော်ဒီလိုမချစ်ဘူးမပြောပါနဲ့ ဟာမိုင်းတယ်ကွာဒိုးလုံးကိုကျွန်တော်မြင်မှုတဲ့နောက်မှရေကူးဝစ်စုံနဲ့အောက်ဆီဂျင်ဘူးနဲ့ခင်ဗျာအောက်ဆီဂျင်ဘူးလည်းမဟုတ်ဘာဘူးပြီးတော့ ဒါမိသက်ဘူးပါဗျာကျွန်တော်တို့မြန်မာပြည်ငြိမ်းချမ်းပါသည်ဆိုတဲ့အတိတ်နမိတ်ကိုစောင့်တဲ့အနေနဲ့မိသက်ဘူးစောင့်လာတာပါဗျာ ဟာမိုင်းတယ်ကွာဟုတ်ပြီပိတ်သက်ကမျောလင့်နေတာခင်ဗျာရဲ့ဗာလဲအယိုးထီအောင်ယူချင်းကိုစိုးစိတ်ချင်းနေတာ ရိုးထီအောင်ယူ ဟုတ်တယ် ကျွန်တော်တေးတာကြတော့နည်းနည်းမေ့နေတယ်ဗျာအဲ့တော့ကျွန်တော်အစာလေးနည်းနည်းထောက်ပေးလို့ရ ထောက်ပေးမယ် ရှာပါတယ် ဆိုလိုက် ဟင်းညာပွဲတော်မှာကျွန်တော်ဒိုးလုံးလာရောက်ဖျော်ပြတင်ဆက်ခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် โอเค နားဆင်နေတဲ့ရိုးတီအောင်ယူဆိုတဲ့တေးချင်းလေးကိုပိတ်သက်ကြီးနားဆင်လိုက်ပါ ဟုတ်ပြီစပြီရ အစာ ယူပါစေ ရှုစီနောက်တော့ ဒါလည်းယူတော့သွားပါစေ ငါလည်းယူတတ်ပါစေနောက်တော့ လွတ်လပ်စွာနဲ့ အလွတ်လပ်စွာနဲ့ ဆက်လို့ချက်နေအောင်မယ် ဆက်လို့ချစ်နေအောင်နဲ့ ။အိုကဘာကြီးပြည့်စီပြိုလဲမောင်မိုင်းနေနဲ့ဟိုမမေးတီဟာ ကျွန်တော်ဒီမိသားစုတော်တော်လေးနေပြီနော်ကျွန်တော်ဆိုချင်လို့ဒီကိစ္စကိုကျွန်တော်ဆောင်ကျင်းလာတာပါ ဟုတ်ကဲ့ပါဟိုငိမ့်ငိမ့်ပွဲမှာကျွန်တော်လည်းဖြည့်ဝင်သွားလို့မဆိုတော့ပါဘူးဟိုဒီငိမ့်ငိမ့်ပွဲအတွက်လေဥစားကနာဖန်ဆင်းထားတဲ့ပွဲအတွက်ဆူတောင်းပေးပါငိမ့်ငိမ့်သွားပြီမြန်မာပြည်ပြည်လုံးငိမ့်ငိမ့်သွားပြီလို့ဆူတောင်းပေးပါ အော်ငိမ့်ငိမ့်ပွဲတော်မှာငိမ့်ညမ်းသွားပြီဆိုတော့ကျွန်တော်ရဲ့ဆူတောင်းသေးချင်းထိတ်စားလေးတော့ထောက်ပေးနော် ရပြီစပြီ အော် အလုံးပဲလည်းလေးလုံးပေးပါဟောကိုလုံးလုံးမပြော စာ ဘုန်းကြီးပါတက်ချေပါ ဖုန်းကြီးပါနဲ့တက်ရှိစေနောက်တော့ အားလုံးစိတ်တမ်းပါစေ အားလုံးစိတ်နဲ့ချမ်းသာစေဘုန်းနောက်တော့ စပြန်ဆိုလိုက် အစာကပြန်ဆိုအစာကဆို ဟာတော့ဘူးလေစပြန်ဆိုတာဘုန်းကြီးပါတက်ချေပါလို့စပြန်ဆိုခိုင်းတာဗျာ လက်ထောက်ကောင်းအောင်ထောက်လို့ဗျာဖုန်းကြီးပါနဲ့တက်ရှိစေအားလုံးလူလောင်းမြတ်တာဝေ ငါစပြောင်းပြီအမြတ်တရားတွေပွားများ ဒါ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  ငိမ့်ငိမ့်ပါစေ ဟုတ်အဲ့လိုကျွန်တော်တည်သွားတဲ့ဝိညာဉ်တွေကိုပြန်ခေါ်ပြီးတော့အသက်သွင်းလို့ရပါတယ်ကျွန်တော်ရဲ့အသက် မင်းကငါခေါ်သွင်းထားတာလေငိမ့်ဟာဟိုကလကောင်ဖုန်းပြီးပြီနံပါတ်3ကိုနှိပ်လိုက်နော်နေပြန်လာမယ်ဆိုနံပါတ်3နှိပ်လိုက်ဟိုမှာ1 2 3 ကျွန်တော်ဖုန်းလေးလက်ဆောင်ပေးခဲ့ပါတယ်ကျွန်တော်တေးတံများနားဆင်ခြင်း3နှိပ်လိုက်ပါ โอเค လက်ဆောင်အပြီးပေးခဲ့တာပါထောင်9ဖုန်းမပေါက်တဲ့လူတွေကိုပေးလိုက်ပါ ဒီစေတနာကောင်းနေသေးတယ်ဟုတ်ပြီငိမ့်ငိမ့်ပုံနဲ့တစ်ချင်းနဲ့တေးဆုံးသွားတဲ့မင်းသားကြီးအာလာဘကအောင်တင်ကိုငိမ့်ငိမ့်ပွဲမှာဖော်ချင်ပါတယ်မင်းသားကြီးအာလာဘကအောင်တင်ရောက်ငိမ့်ငိမ့်ပုံနဲ့တစ်ချင်းနဲ့ဆုံးသွားမယ် ရန်ကြီးအောင်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 ရေငါလည်းဖေးတော့ဝယ်ပေးတော့ကွာ ငိမ့်ငိမ့်နဲ့ရန်ကြီးအောင်ငါမြင်ရပြည့်ရွှေဖို့ဘာညာလောက်ရမှာ ကျွန်တော်မင်းသားပါခင်ဗျာ ကောင်းနေတော့ဗျာ ပြေးသမျှညှို့နေကြတယ် ကောင်းနေတော့ပြီ တာလေးတကပ်ပြတင်နာတဒီလား ဟုတ်ပြီ အဲ့တော့တာရဲ့ပွဲမှာတာကိုနေဖြောပြီးတာလေး ဟောတားရညာနေပြီပြိဿကငိမ့်ချမ်းဖို့တချင်းတွေကိုကမြင်တော့ ရှင်းတော့တချင်းနေကြားကျင်လား ရှင်းတချင်းတွေကိုဆိုချင်တာ ရှင်းတော့တချင်းလေး ဟုတ်တယ် ခမရရှင်းတော့ဟိုတချင်းဆိုမကြားဘူးလား ဘယ်တချင်းတော့ ဟိုနေရတူတူရှေ ဟေး ဒီနေရတူတူရှေ ဟေး ဒီနေရတူတူရှေဟိုနေရတူ โอ้ยသမ ्या တူတာဇက်ကုန်မီလည်းပေးပွားနေပြီနော်ရက် ဟိုတော့တချင်းဆိုခမရ ဟိုရှေ့တချင်းကိုစိုးသေးချင်တာ အဲ့ဒီချင်းကျွန်တော်ဘာလို့ရလဲသိလား ဘာချင်းဘာလို့ရလဲ ခင်ဗျားတို့လူတွေမကောင်းဘူးဗျ ဘာဖြစ်လို့လဲ ကျွန်တော်တင်းချမ်းကုန်းထဲမှာခင်ဗျားတို့စီရောက်ကောင်တွေရောက်
သူ့လေ ခိုးကူးတဲ့ကောင်ကြီး အော်ကိုသမားလေး ဟုတ်တယ်ဒီကောင်တွေမြို့ထဲမှာဖမ်းလို့ဆိုကျွန်တော်စီရောက်လာတယ်ကျွန်တော်အဲ့မှာဒီကောင်တွေစီကကျွန်တော်တစ်ခါတဆင့်ပြန်ခိုးတာဝယ်ခိုးပြီးတော့ကျွန်တော်ခိုးပြီးတော့ကျွန်တော်အဲ့ဒါနားထောင်လိုက်တော့ထွက်လာတာဗျာဟိုနေရင်တူရွှေ ဟုတ်ပြီပြိဿကလည်းမျောလင့်နေတဲ့တချင်းနေတဲ့ဟိုမင်းသားဇမင်းသားတချင်းတွေပါမြောက် ကျွန်တော်ဟိုချင်းတော်ကြတယ် ဘယ်ချင်းလဲ အခုရေလေပေါက်လာဗျာဖုတ်ချစ်ချင်းကျွန်တော်ရမ်းကြိုက်တယ် ကြိုက်တယ် တကယ်ကြိုက်တယ်နော် တကယ်ကြိုက်တယ် ရှာကျွန်တော်ဖုတ်ချစ်ချင်းတို့ ဟဲ့လာပြီဟေးလာမယ် နေငိုင်းမှာစိုးပြီးခေါ်ချက် မော်နေပြီလားဖုတ်ချစ်ရေ လောက်ပါဟဲ့ မော်နေပါဘူးမမရေမော်နေပြီလားဖုတ်ချစ်ရေမမော်နေပါဘူးမမရေမော်နေပြီလားဖုတ်ချစ်ရေမမော်နေပါဘူးမမရေမော်နေပြီလားဖုတ်ချစ်ရေ ဟုတ် မမော်နေပါဘူး ဖိုးချစ်မမောခင်ဗျားမောနေပြီဖိုးချစ်မမောခင်ဗျားမောနေပြီ ကျွန်တော်လည်းအဲ့ဒါလေးပဲရလို့ကြက်ထားတာ ရှင်းအဲ့ဖိုးချစ်နာမည်ကြီးတဲ့အကြောင်းကိုသိလား ဘာလဲ ခြေထိုးကောင်းတာ အမလေးခင်ဗျားလည်းခြေထိုးကောင်းတာတော့ပြောမနေနဲ့ကျွန်တော်ခြေထိုးလို့လူရှင်တွေတော်တော်များများကွဲကုန်ကြပြီခင်ဗျားလည်း သိတယ်ရုံနဲ့ခြေထိုးကလေးကဖိုးချစ်ကအင်မတန်ကောင်း ခြေထိုးလေးကြည့်ချင်တာ ဟုတ်တယ် မိုက်ကလေးခဏခိုင်းတာ ဟုတ်ပြီ ဆရာကျွန်တော်ခြေထိုးလေး ရန်ကုန်တူဝင်ဟဲ့ဖိုးချစ်နဲ့တူလန်းလာပဲတော့ဟဲ့လာမလို့တဲ့လောက်ကရင်တော့လောက်ဝဲချင်ပြီညာညင်းဟိုဖိုးချစ်ချင်တော့ကပါဆိုမှခင်ဗျလောက်ဝဲလာထိုးတယ်ခင်ဗျ တော်ပြီပြန်တော့မယ်သူကပဲစီနေမှမသိဘူးစေးုံတရားမယ် ဟုတ်ပြီအော်မင်းသားမငုံနဲ့လက်ဘင်းကဖုံးပါ ကျွန်တော်ဆက်သွယ်ရင်ဆက်သွယ်ရအောင်ချက်လိုက်ပဲရောက်ခဲ့ ဟုတ်ပြီအော်တော့ကပါမင်းသားတစားကြောက်သွားပြီဟုတ်ပြီနံပါတ်4ကိုနှိမ့်လိုက်တာခင်ဗျပန်ထွက်လာမယ် ဟုတ်ပါတယ် အဲ့ဖုန်းလေးလာပြန်ဟယ်လိုဘယ်သူထောင်းကျင်တာလဲအော်မိုက်ကယ်ဂျက်ဆင်ထောင်းကျင်တာလားမိုက်ကယ်ဂျက်ဆင်ကိုကျွန်တော်အသက်သွင်းလိုက်ပါမယ်ဟေးမိုက်ကယ်ဂျက်ဆင်ရောက်မာဖာလို့ဟယ်လိုမောင်ဟိုးယေဟယ်လိုဘယ်သူလဲအော်ဆိုတော့ကိုဒိုးလုံးအသက်သွင်းလိုက်မယ်ယောဒိုးလုံးโอเคအားပါပြီကြည့်တယ်ပါဒိုးလုံးဆူတောင်းပြပါလိုက်မယ် ကျွန်တော်ကြိုက်တဲ့နေမြောက်သူဈေးကနေဝယ်လာခဲ့တယ်ဗျာတကယ်တော့အယိုးထီအောင်ယူလေယူလေ ညမားလို့ဘယ်သူလဲအော်မင်းအောင်ကြည့်နေတာဟုတ်ပါလားအော်ငိမ့်နေလို့လဲမင်းသားဟုတ်ပြီမင်းသားအလားဘကအောင်တင်ရောโอเคဟယ်လို မော်နေပြီလားဖတ်ချစ်လက်မော်နေပြီလားမမရဲ့မော်ပါဘူးမမရဲ့ကြောက်မော်ပါဘူး ဟုတ်ရဲ့ဟိုဖုန်းတွေကများဟယ်လိုဘယ်သူလဲအော်ဒိုးလုံးကြည့်နေတာဟုတ်လားဆိုတော့မင်းအောင်ဆိုတော့မင်းအောင်ဟုတ်ပြီဆိုတော့မင်းအောင်ရောအစင်ပြေလားကြည့်ရအစင်ပြေလား也会အောင်မြင်ကြမှာလားသူတော်မေသူတော် Oh yeah အစောတော့ဘာတူလဲဟိုမင်းအောင်လားမကဲကြစင်လားဘယ်စားလဲအစောတော့ဘာတူလဲ မင်းသားကွာမင်းသားကွာ မော်နေပြီလားဖို့ချစ်ရေမော်နိုင်ပါဘူးမမရေ မိုက်ကချက်စင် အိုး ဟိုမင်းအောင်ရောက် ရွေအောင်မြိုင် ဟာတော်လုံး မလုံးနေ ဟာဒါမင်းသားကွာ မော်နေပြီလားဖို့ချစ်ရေ မိုက်ကချက်စင် Oh yeah မင်းအောင် ရွေ တော်လုံး မင်းသား မိုက်ကချက်စင် Oh မင်းအောင်ဝေဦး Oh အဲ့ဒါမပါဘူးလေကွာဟိုမှာမတွေ့သိတယ်ပြင်းနေမလေး ကိုချစ်ကြီး ငိမ့်နေဘောတော့ဒီမှာချော်ပြေးတာငိမ့်သွားပြီဗျာ ဟုတ်ကဲ့ငင်းသွားပြီရှင်ကိုကြီးကိုချစ်ကြီး မလေး သမီးတို့မြန်မာပြည်စတာညိဖွဲ့ကိုကြည့်ရှုအားပေးကြကုန်သောအေဂျင့်သားရပြည်မြန်မာအတွင်းမှာမိတဲ့နေတိုင်းကြကုန်သောတိုင်းရင်းသားညီကိုမောင်နှမများအားလုံးကိုသမီးမေတော်ချစ်ကမြန်မာပြည်စတာဖွဲ့ရဲ့ကိုစားငြိမ်းချမ်းကြပါစေလို့ဆုမကောင်းပေးပါစေရှင် မင်္ဂလာပါဗျာ ဟုတ်ကဲ့သမီးရဲ့ဆရာကြီးဖြစ်တဲ့ဆိုင်းဆရာကြီးသားဖို့တက်က သားဖို့တင်း ကဘာတိတဲ့တို့မြန်မာဆိုတာလေးကိုရေးဆက်ပေးခဲ့ပါတယ် ဂီတာမူတုတေတီစိန်ဖို့တင်းရဲ့သားတစ်ပက်တိုင်းဆရာကြီးသားဖို့တင်းရဲ့ ဟုတ်ကဲ့ ငိမ့်ငိမ့်ပွဲတော်ကြီးအတွက်က ဘာတိတဲ့တို့မြန်မာဆိုတာလေးကိုရေးဆက်ပေးခဲ့ကိုချစ်ချင်း မလေး သမီးတို့မြန်မာနိုင်ငံတော့ရကဘာတိတဲ့မြန်မာနိုင်ငံမဟုတ်ပါလားရှ မ င် လိုက်ရဗျာမလိုက်လေ ဟုတ်ကဲ့တယံဇာတာပေါ်ကျော်ရတဲ့သမီးတို့မြန်မာနိုင်ငံတော်အေးချမ်းသာယာဖို့အတွက်သမီးတို့အမှုပညာသမားတွေဟာတိုင်းပြည်အတွက်အေးအားတရမဟုတ်ပါလားရှ ချော င် င်းတင်ရထမ်းဆောင်မှာပါ ဟုတ်ကဲ့ဒါကြောင့်မလို့
လို့ကဘာထိကျွေးကြော်ပြီးတော့ယုံကြည်မှုအပြည့်နဲ့နေတင်တိုင်းမှာနောက်မဆုတ်တမ်းကြိုးစားနေတယ်သမီးတို့ရဲ့မြန်မာပြည်စတာညိတ်ဖွဲ့မှာကျွေးမြန်မာဘာတိလဲဟေး တော့မြန်မာရှောင်းစွာဝလာချင်ဒီသိတီချောင်းတူရာဘေးပဲတူညီရမယ်ဘာတိကျွေးကြော်မြန်မာပြည်သွင်းတော့ရှုံကြည်မှုပြင်းနေတေတိုင်းနောက်မဆောင်လဲရှိတော့ညီညာယုံစစ်တဲ့ကျုံဘူးဝေဝေစာမြမပြည်စတားပွဲနေတော့ချစ်နှုတ်ပညာတို့တိုင်းတို့ကူပါပါရရမြမပြည်စတားကြွေးကြော်မှာတိုင်းဤတွင်နှုတ်ပညာအင်အားကြီးရာဂီတကံသာလူမျိုးသားစိတ်တောင်းလူပညာအလူဖို့ရမှာမြန်မာပြည်စတာရှင်ကြီးမှုအမွေလေးပြူမာမေတော်ချက်ပါဗျာတိုင်းပြရန်ကုန်တူနဲ့This is full of it. Do dai do ta ya ya ma pista chui do ma. Dai ti tu lu nya a chi ra. Ita dan ba lu nyo da. Sai tong a lu nya a lu bo cham ma. Star ရှင်ကြီးအမွေလေးဖြူမာကျေးဇူးတင်ပါတယ်မြန်မာပြည်စတားအဖွဲ့မှကျွန်တော်မောင်ဆန်လင်းသည်ငြိမ်းချမ်းခြင်းအတွက်ထီတလက်မြန်မာပြည်စတားအဖွဲ့မှကျွန်တော်မောင်ယုံလေးသည်ငြိမ်းချမ်းခြင်းအတွက်ဖနက်တရံမြန်မာပြည်စတားညိတ်ဖွဲ့မှာသမီးမေသောချစ်သည်ငြိမ်းချမ်းရေးအတွက်ရှေ့တစ်ခွက်မြန်မာပြည်စတားအဖွဲ့မှာကျွန်တော်မောင်ချစ်စုသည်ငြိမ်းချမ်းရေးအတွက်သမင်းတစ်လုံးမြန်မာပြည်စတားအဖွဲ့မှာအားသာလို့ကျွန်တော်မောင်ချက်ကြီးငြိမ်းချမ်းရေးအတွက်အုတ်တစ်ချက်မြန်မာပြည်စတားအဖွဲ့မှာကျွန်တော်မောင်ဖိုးတဲသည်ငြိမ်းချမ်းခြင်းအတွက်တဲတဝင့်ဖြစ်အသုံးဝင်ပါစေလို့ဆုတောင်းရင်းမြန်မာပြည်မှာရှိကြတဲ့ပြည်သူပြည်သားအပေါင်းအချစ်နဲ့လက်တွဲသိမ်းတမ်းဘဝတာရှည်ပြီးအပြည့်အခတ်ရက်စဲငြိမ်းချမ်းကြပါစေခင်ဗျာအရန်ကောင်းပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီနေ့16ရက်နေ့ညမှာဟုတ်ကဲ့နောက်ဆုံးအနေနဲ့ရှင်မြတ်သားနဲ့မြန်မာပြည်စတားဖွဲ့ဟုတ်ကဲ့အားလုံးလဲတဝဝတာဟာနဲ့ကျွန်တော်ကိုယ်တိုင်အောက်ကနေကိုမျက်ရည်ထွက်မတတ်ကြီးရပါတယ်ကျိုးသားပန်းသားဖြော်ပြီးတော့ဘိုးတဲတို့ချက်ကြီးတို့ဆန်လင်းတို့ဟုတ်ကဲ့တော်တော်ကောင်းကြပါတယ်မင်းတို့ပြည်တော်ချစ်ကအစနော်ဟုတ်ကဲ့အထူးပြောဖွယ်ရမရှိပါဘူးဟုတ်ကဲ့ပါအထူးသဖြင့်ကျွန်တော်ထပ်ပြီးတော့ Sky နဲ့ပြည်သက်ကြီးရောရွှေဖန်ပြည်သက်ကြီးကိုထပ်မံဖိတ်ခေါ်ခြင်းပါတယ်နေ့ဖန်မှာလဲကျွန်တော်တို့ရဲ့အမျိုးသားဇာတ်ရုံကို
လာပြီးတော့ Sky နဲ့ဒဂွန်ဆိုင်အငိမ့်ပြန်ပွဲမှာလူမျိုးမရွေးဘာသာမရွေးအခမဲ့လာရောက်ကြည့်ရှုနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုထပ်မံပြီးတော့ဖိတ်ခေါ်အပ်ပါတယ်ဒီစင်မြင့်ပေါ်ကနေ ဟုတ်ကဲ့ပါ လွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့မြန်မာပြည်ငြိမ်းချမ်းရေးပွဲတော် Sky နဲ့ဒဂွန်ဆိုင်နော် Sky နဲ့ဒဂွန်ဆိုင်အငိမ့်ပြန်ပွဲဟုတ်ကဲ့ပထမနေ့အစီအစဉ်ဒီမှာဒီပြီးဆုံးကြောင်းပညာအပ်ပါတယ်ပြီးဆုံးကြောင်းကျင်ညာအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ Sky နဲ့ကနေထုတ်လွှင့်တဲ့အစီအစဉ်များကိုဆက်လက်ပြီးရှုစားအားပေးကြပါလို့ပြောကြရင်းနဲ့ဒီကနေ့ဒီအစီအစဉ်လေးကိုဒီမှာတင်ကြံတားခွင့်ပြုပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာ